ကျန်းစာရီမှာအရင် Empire 3ခုဖြစ်တဲ့ရွှေဦးခေါင်း Babylon Empire ရင်ဘတ်ငွေ Medo-Persia Empire နဲ့ Bite ကျေးဝါ Greek Empire ကိုဖော်ပြခဲ့ပြီးသွားဖြစ်တယ်အခုတော့စတုတ္ထ Empire ဖြစ်တဲ့ခြေစလုံးဖြစ်တဲ့တန်ရောမ Empire အကြောင်းပြောပြမှာဖြစ်တယ်တန်ဆိုတာတခြားသော Empire တွေကိုချိုးဖက်ဖျက်ဆီးနိုင်တယ်လို့မျိုးပဲတန် Empire ကြီးကအရန်ကြီးထွားမယ်လို့ကျန်းစာရီမှာပြောထားခဲ့တယ် Babylon ကို Medo-Persia Empire ကသိမ်းပိုက်လိုက်တာအဲ့ Medo-Persia Empire အကြီးကိုလည်း Greek ကသိမ်းပိုက်လိုက်တာအဲ့ Greek Empire အကြီးကိုလည်းရောမသိမ်းပိုက်လိုက်တဲ့ခါကျတော့ရောမ Empire ဆိုတာအကြီးမှအကြီးပဲကမ္ဘာပေါ်မှာတည်ရှိခဲ့တဲ့ Empire ကြီးတွေမှာဒီကောင်အကြီးဆုံးဖြစ်ခဲ့တဲ့ Empire ကြီးတွေမှာပါတယ်ပြီးတော့သူကကမ္ဘာကြီးအဆုံးအထိကိုရှိနေမဲ့ Empire တစ်ခုဖြစ်တယ်ဆိုတာလည်းဖော်ပြထားတယ်ဘာကြောင့်ဆိုတော့ခြေသလုံးတန်ပြီးသွားလို့ရှိရင်ခြေဘဝကတန်နဲ့တိတ်ရွရောနေသေးတယ်ဒါကြောင့်မလို့ရောမရဲ့နိုင်ငံရေးအခြေအနေနဲ့အုပ်စုပ်ပုံအစဉ်စဉ်ကပြောင်းသွားပေမဲ့လည်းနောက်ဆုံးဒီကမ္ဘာအဆုံးနဲ့ဒီရောမ Empire ရဲ့ပုံစံလေးကတည်ရှိမယ်ဆိုတာကိုဖော်ပြထားတယ်ဒီအကြောင်းအရာကိုသိဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တမိုင်းနောက်ခံလေးအရင်သိရှိဖို့လိုတယ်ရောမမှာအုပ်ချုပ်ရေး9ခုရှိခဲ့တယ်ခေတ်9ခေတ်ရှိခဲ့တယ်လို့ပြောလို့ရပါဘူးနံပါတ်1ကကျတော့ရှင်ဘီရင်ခေတ်လို့ခေါ်တယ်ရှင်ဘီရင်နေအုပ်စိုးတဲ့ခေတ်တယောက်တည်းကနေအုပ်စိုးခဲ့တာနံပါတ်2ကကျတော့ခွန်ဆူပြည်သူတွေကနေရွေးကောက်တင်မြှောက်ထားတဲ့ကောင်စစ်ဝင်2ဦးကနေအုပ်စိုးတာတယောက်ကထုတ်ပြန်တဲ့အာဏာကိုတယောက်ကဗီဒီယိုအာဏာနဲ့ပြန်ပြီးတော့ခြေမိုးပိုင်ခွင့်ရှိတယ်နံပါတ်3ကကျတော့ December လို့ခေါ်တယ်ပြည်သူလူထုကပဲရွေးကောက်ထားတဲ့ရွေးကောက်ခံပုဂ္ဂိုလ်10ဦးကနေအုပ်ချုပ်တာနံပါတ်4ကကျတော့အာဏာရှိတဲ့ Triumvirate ပုဂ္ဂိုလ်3ယောက်ကနေမှလက်ဆင့်ရောမအုပ်ဆိုတာနံပါတ်5ကကျတော့ dictators အာဏာရှင်တွေကနေအုပ်ဆိုတာအဲ့ထဲမှာတော့နာမည်ကြီးရတော့45 BC မှာပေါ်ပေါက်ခဲ့တဲ့ Julius Caesar ထာဝရအာဏာရှင်ဖြစ်နာမည်ကြီးခဲ့တယ်နံပါတ်6ကတော့ Imperial Rome လို့ခေါ်တယ် Icarus တွေကအုပ်စိုးခဲ့တာ Icarus ကဘုရင်တို့ရဲ့ဘုရင်ဖြစ်တယ်တနည်းအားဖြင့်ယေရှုခရစ်တော်လက်ထက်မှာ Herod ဘုရင်ကရောမဘုရင်ကိုခါစားရတယ် Icarus ကသူ့နိုင်ငံအထဲမှာရှိတဲ့ဘုရင်တွေအားလုံးရဲ့ဘုရင်ဖြစ်တယ်ဆိုတာကိုဖော်ပြထားတယ်နံပါတ်9ကကျတော့ရောမ Empire ကြီးကျဆုံးသွားပြီးတဲ့အခါမှာဥရောပနိုင်ငံအဖြစ်အဆက်ဆက်ကွဲသွားပေမဲ့ရောမရဲ့နေရာမှာပုပ်ရဟန်းမင်းကြီးတွေကဆက်လက်ပြီးတော့နိုင်ငံရေးအာဏာဘာသာရေးအာဏာနဲ့ဆက်လက်ပြီးအုပ်စိုးထားဆဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ9ခုဒီရောမရဲ့အုပ်ချုပ်ပုံ9ခုဖြစ်တယ်ဒါပေမဲ့ဒီ9ခုမှာ6ခုဒီခြေတလုံးဖြစ်တဲ့တန်ဖြစ်ပြီးတော့9ခုမြောက်ကကျတော့ရောမနဲ့ဥရောပအဖြစ်တန်နဲ့တိတ်ရွတ်အဖြစ်အများကြီးကွဲသွားပြီးတဲ့အခါမှာပေါ်ပေါက်လာမယ်အာဏာဖြစ်တယ်ဆိုတာကိုဖော်ပြထားတယ်ဒါနဲ့ပတ်သက်ပြီးသမိုင်းပညာရှင် Thomas Hobbes က1600ပြည့်နှစ်တဝိုက်လောက်မှာပျက်စီးသွားပြီးတဲ့ရောမ Empire တွေကနေပေါ်ထွက်လာပြီးတော့ရောမရဲ့တရက်ကိုစောင်းထားတာကဘာသာရေးနဲ့နိုင်ငံရေးအာဏာအဖြစ်ဥရောပကိုထိန်းချုပ်ထားတဲ့ပုပ်ရဟန်းမင်းအာဏာဖြစ်တယ်ဆိုတာကိုဖော်ပြထားတယ်ဒီခေတ်9ခေတ်မှာခြေတလုံးတန်ခေတ်ဖြစ်တဲ့ပထမအဆုံး6ခု6ခေတ်အစိုးရလက်ထက်မှာဘယ်လိုမျိုးရောမ Empire ကတန်နိုင်ငံဖြစ်လာလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင် BC 953မှာရောမကိုပထမအဆုံးတည်ထောင်ခဲ့တဲ့မင်းကို Romulus လို့ခေါ်တယ်ပထမအဦးဆုံးရှင်ဘုရင်ဖြစ်တယ်သူကဒီမှာတစ်ဆင့်ရောမဘုရင်နဲ့တစ်ဆက်ပြီးတစ်ဆက်နန်းဆက်ခဲ့တယ်နောက်ဆုံးဘုရင်ကကျတော့ Lucius Tarquinius လို့ခေါ်တယ်သူ့ရဲ့သားရဲ့နာမည်ကိုကျတော့ Sextus လို့ခေါ်တယ်သူကရောမလူကုန်ထံအမျိုးသမီးတဦးနဲ့ပြစ်မှုကျူးလွန်သွားတဲ့အခါမှာသူ့ကို movement တွေကရောမ movement တွေကပေါင်းပြီးတော့ဖြုတ်ချလိုက်တယ်ဒီလိုနဲ့ရှင်ဘုရင်အုပ်ချုပ်ရေးစနစ်ကြီးကပျက်စီးသွားပြီးတော့နောက်ထပ်အုပ်ချုပ်ရေးစနစ်အသစ်ဖြစ်တဲ့ပြည်သူတွေကခွဲခန့်ပြီးတော့ကောင်စစ်ဝင်2ဦးကနေမှတစ်ဆင့်ညှိနှိုင်းအုပ်ချုပ်တဲ့ Republic ဆိုတဲ့အဆင့်ကိုရောက်ရှိလာတယ်အဲ့ဒီအခါမှာရောမကတန်ဆိုတဲ့သူ့ရဲ့ Empire ကြီးအခြေအနေကိုရောက်ရှိလာတာဖြစ်တယ်ရောမရဲ့ Republican အစိုးရလက်ထက်မှာရောမမှာရှိတဲ့ပြည်သူစစ်တပ်နဲ့အီတလီကျွန်းဆွယ်တစ်ခုလုံးကိုသူကတိုက်ခိုက်သိမ်းပိုက်ပြီးတော့နေမျိုးချဲ့ထွင်ခဲ့ပြီးလို့ရှိရင်ရောမမြေထဲပင်နယ်ဒေသကိုကူးပြီးတော့အာဖရိကမြောက်ပိုင်းမှာရှိတဲ့ Carthage တွေနဲ့လည်းစစ်ပွဲကိုဆင်နွှဲခဲ့တယ်သူတို့နဲ့စစ်ပွဲကိုဆင်နွှဲခဲ့တာ3ပွဲရှိတယ်အဲ့စစ်ပွဲကို Punic Wars လို့ခေါ်တယ်ပြီးလို့ရှိရင်အဲ့စစ်ပွဲဒုတိယမြောက်စစ်ပွဲမှာအဲ့ဒီ Carthage ကဘုရင် Hannibal ကိုရောမရဲ့အရှေ့မှာရှိတဲ့ Macedonia ဘုရင် Philip နံပါတ်2ကမဟာမိတ်ဖွဲ့လိုက်တဲ့အခါမှာရောမနဲ့ရန်ဘက်ဖြစ်သွားခဲ့တယ်ဒါကြောင့်မို့ရောမက Macedon ကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်ခဲ့တယ်အဲ့တော့ရောမသူ့ရဲ့အရှေ့မှာရှိတဲ့ Macedon ကတောင်ဘက်မှာရှိတဲ့ Carthage ကိုနှစ်ခုလုံးကိုတပြိုင်နက်တည်းစစ်မျက်နှာထိုးပြီးတိုက်ခိုက်ခဲ့ရဖြစ်တယ်ကျွန်တော်နဲ့ Macedon ကို214 BC မှာလည်းတိုက်ခိုက်တယ်200 BC မှာလည်းတိုက်ခိုက်တယ်နောက်ဆုံးစစ်ပွဲဖြစ်တဲ့168 BC တနည်းအားဖြင့် The Battle of Patna လို့ခေါ်တဲ့စစ်ပွဲမှာရောမက Macedon ကိုလုံးဝတိုက်ခိုက်သိမ်းပိုက်ပြီးရောမ Empire ထဲကိုတွင်းလိုက်ပြီပြီးလို့ရှိရင် Greek နယ်မြေအများစုကိုလည်းရောမကသိမ်းပိုက်လိုက်တယ်ဒီလိုနဲ့ Stouta Empire ကြီးကစတင်ပြီးတော့ဖြစ်ပေါ်လာခဲ့တယ်ဒီလိုနဲ့ရောမကသူ့တောင်ဝဲမှာရှိတဲ့ Carthage ကိုဆက်လက်ပြီးတော့တိုက်ခိုက်တယ်တိုက်ပွဲကလည်းနိုင်သွားတယ်ဒီလိုတိုက်ပွဲနိုင်သွားပေမဲ့အပြည့်အစည်းအဆုံးရှုံးနေအများကြီးများတယ်ရောမမှာလည်းအသေးအပြောက်လူတွေအများကြီးများတယ်ပြီးလို့ရှိရင်ရောမစစ်သားတွေဆိုတာကလည်းအဲ့ဒီခါမှာငွေကြေးအဆုံးရှုံးနေတော့စိတ်သက်ရေးရပိုင်းကအဆုံးရှုံးနေအများကြီးဖြစ်လာတယ်ဒီလိုဖြစ်လာတယ်ဆိုလို့ရှိရင်ရောမကတန်နိုင်ငံကြီးဘယ်လိုဖြစ်လာနိုင်မှာလဲတခုခုပြုတ်ပြပြောင်းလဲမှုလိုအပ်တယ်ဒါကြောင့်မလို့ဒီပြုတ်ပြောင်းလဲမှုကိုလုပ်ခဲ့တဲ့သူ့ရဲ့နာမည်ကကျတော့ Gaius Macarius လို့ခေါ်တယ်သူကစစ်ဗိုလ်ချုပ်တဦးလည်းဖြစ်တယ်လို့နိုင်ငံရေးသမားလည်းဖြစ်တယ်သူကဘာပြောလဲဆိုတော့ရောမစစ်တပ်ဆိုတော့ရောမပြည်မှာရှိတဲ့လူချမ်းသာတွေကသူတို့ရဲ့မြေတွေသူတို့ရဲ့အိမ်တွေကိုကာကွယ်ဖို့ပြီးလို့ရှိရင်သူတို့ရဲ့နယ်မြေကြီးကိုချဲ့ထွင်ဖို့ Empire ကြီးကိုချဲ့ထွင်ဖို့ဆိုတော့ကိုယ်တိုင်ဇရိတ်ထုတ်ပြီးတော့ကိုယ်တိုင်လူတွေနဲ့တိုက်ခိုက်ခဲ့တဲ့ပြည်သူစစ်တပ်ကြီးဖြစ်တယ်ဒါကြောင့်တခုခုအပျက်စီးဆုံးရှုံးလာပြီဆိုလို့ရှိရင်သူတို့အတွက်ကရရှိတာတဲ့နစ်နာတာတွေကပိုများတဲ့အခါကျတော့စိတ်သက်ရေးရဆိုင်ရမှာဆုံးရှုံးမှုရှိတယ်ဒါကြောင့်မလို့စစ်သားတွေကိုဒါအစိုးရကလစာပေးပြီးထောက်ပံ့မယ်ဆိုလို့ရှိ
ရှင်ရောမစစ်တပ်ကြီးကပိုပြီးခိုင်မာလာမယ်ဆိုတော့ပြုပြင်ပြောင်းလဲမှုတွေကိုသူကစတင်ပြီးလုပ်ခဲ့တယ်ဒီလိုနဲ့ BC 30မှာရောမက Imperial Roman Army လို့ခေါ်တဲ့ရောမ Acre စစ်တပ်ကိုတည်ထောင်လိုက်တယ်အဲ့ Imperial Roman Army မှာရောမစစ်တပ်ထဲဝင်တဲ့သူမှန်သမျှရောမအစိုးရကနေလာစားတွေကိုထောက်ပံ့ပေးတယ်အဲ့တော့ဆင်းရဲသားတွေအများကြီးရောမစစ်တပ်ထဲကိုဝင်လာတယ်ပြီးလို့ရှိရင်ရောမစစ်တပ်ကသူတို့အကုန်လုံးစစ်တိုက်ဖို့အတွက်ဆိုပြီးတော့ Gladius လို့ခေါ်တဲ့ဒတိုရယ် Pilum လို့ခေါ်တဲ့လှန်ရှည်ရယ်ပြီးလို့ရှိရင်ရောမရေအုပ်ဒဇာရယ်ဒိုင်းကအရှိကိုသူတို့ပေးထားခဲ့တယ်ဒါပေမဲ့ဒါတွေအကုန်လုံးကိုထောက်ပံ့ပေးဖို့ရောမအစိုးရကဘယ်ကနေသူတို့ကိုပေးဖို့လာစားတွေကဘယ်လိုမျိုးရရှိမှာလဲဆိုတော့သူတို့ဒါတွေထောက်ပံ့ပေးပြီးတော့နယ်မြေတွေကိုချဲ့ထွင်ခိုင်းတယ်ရရှိလာတဲ့နယ်မြေတွေတိမ့်ပိုက်လိုက်တဲ့နယ်မြေတွေကနေရရှိလာတဲ့အိမ်တွေအဆောက်အဦတွေမြေယာတွေစီးတိမ်ကျေတနာတွေကိုအဲ့ဒီစစ်သားတွေကိုပင်စင်ယူတဲ့အထိချီးမြှင့်ခြင်းအပြင်ရောမကသူတို့ကိုလာစားပေးခဲ့တာဖြစ်တယ်ဒါကြောင့်မလို့စင်းရဲသားတွေအများကြီးရောမစစ်တပ်ထဲဝင်လာပြီးတော့အနည်းဆုံး20အမှုထမ်းတဲ့အချို့ဆိုရင်30 40လောက်အမှုထမ်းတဲ့ခါကျတော့အရန်အောင်မှာတိုက်ခိုက်ရေးရမှာအရန်ကျွမ်းကျင်တဲ့ professional Roman army ကြီးဖြစ်လာတယ်ဒီလိုမျိုးရောမကသူ့ရဲ့စစ်တပ်ကြီးကိုစုပေးတဲ့ပုံစံနဲ့တန်နိုင်ငံအဖြစ်ထိန်းချုပ်ထားသလိုပဲဒဏ်ပေးတဲ့ပုံစံနဲ့လည်းအကြောက်တရားနဲ့လည်းထိန်းချုပ်ထားတယ်အကယ်လို့ဒါရောမစစ်တပ်မှာစစ်သားတအုပ်ကပုံကန်လာပြီဆိုလို့ရှိရင်ပုံကန်တဲ့လူ10ယောက်ကိုစုလိုက်တယ်ပြီးလို့ရှိရင် decimation လို့ခေါ်တဲ့10ပုံတပုံဖြုတ်ချင်းဆိုတဲ့စနစ်ကိုသူကကျင့်သုံးခဲ့တယ်ဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်အဲ့10ယောက်ဆိုတာမဲနိုင်တဲ့အခါမှာတစ်ယောက်ကမဲကျသွားပြီဆိုလို့ရှိရင်ကျန်တဲ့9ယောက်ကအဲ့တစ်ယောက်ကိုဓာတ်နဲ့ခုတ်တာတော့ခဲနဲ့ပေါက်တာတော့ပြီးလို့ရှိရင်ကွတ်မြတ်တာတော့ရက်ရက်ဆက်ဆက်လုပ်ရတယ်အဲ့လိုတေးဝိုင်းဆိုရင်ကျန်တဲ့9ယောက်ကိုကျတော့သူကဂျုံစပားနေရာမှာတိတ်ပြီးစားလို့မကောင်းတဲ့မူရောစပားကိုပေးပြီးတော့ဒဏ်ခတ်ထားတယ်အဲ့ဒါကိုတခြားစစ်သားတွေကလည်းကြည့်တဲ့အခါမှာအရန်ကြောက်ရွံ့သွားတယ်ဒါကြောင့်မို့ရောမဆိုတာစုပေးတဲ့စနစ်နဲ့ကိုဒဏ်ပေးတဲ့စနစ်ကတော့သူ့ရဲ့စစ်တပ်ကြီးကိုခိုင်ခိုင်မာမာနဲ့တိဆောက်ထားတဲ့တန်ရောမ empire ကြီးဖြစ်တယ်ဆိုတာသိရှိရတယ်ဒါလည်းမကဘူးရောမသူ့ရဲ့စစ်တပ်အပါဝင်သူ့ရဲ့ပြည်သူလူထုတွေရောစုပေးဒဏ်ပေးစနစ်နဲ့သူက site ကိုတုံးပြီးတော့ထိန်းချုပ်ခဲ့တဲ့တန်ရောမ empire ကြီးဖြစ်တယ် BC 29မှာ Augustus Caesar လို့ခေါ်တဲ့ပထမအဦးဆုံး Acre ကဘုရင်ဖြစ်လာတယ်သူ့ရဲ့လက်ထက်မှာတော့ယေရှုခရစ်တော်မွေးဖွားခြင်းယေရှုခရစ်တော်ရဲ့နှစ်ချင်းခံခြင်းအထိစက်ခံခဲ့တဲ့ဘုရင်ဖြစ်တယ်သူပြီးတော့ရှင်နောက်ထပ်တက်လာတဲ့ Tiberius Caesar လက်ထက်မှာတော့ယေရှုခရစ်တော်ရဲ့အသေးခံခြင်းရှင်းမြတ်ထမြောက်ခြင်းအထိကိုနန်းဆက်ခံခဲ့တဲ့ဘုရင်ဖြစ်တယ်အဲ့ပထမအဦးဆုံး Acre ဖြစ်တဲ့ Augustus Caesar လက်ထက်မှာရောမနယ်မြေတွေတအားကြီးတယ်ပြီးတော့အစိုးရတဲ့လက်ကွက်တွေအများကြီးပိုင်တဲ့ခါကျတော့စိုက်ပျိုးရေးအစိုးရနေဖြစ်ထွန်းတယ်ဒါကြောင့်မလို့လယ်မြေအသေးလေးတွေဖြစ်တဲ့စင်းရဲသားတွေတော်တော်များများကအဲ့ဒီအစိုးရရဲ့အဖြစ်ထွန်းတဲ့လယ်မြေတွေရဲ့ဈေးကွက်ကိုမရှင်နိုင်တဲ့အခါမှာစင်းရဲသားတွေများပြားလာပြီးတော့စင်းရဲသားတွေကမြို့ပေါ်အလုတ်လက်မဲ့တက်လာတဲ့အခါမှာစင်းရဲသားတွေအချင်းချင်းစုမိပြီးတော့စကားတွေတိုင်ပင်ပြီးတော့ရောမအစိုးရကိုပုံကန်တာတွေဖြစ်လာနိုင်တဲ့အခါကျတော့ Augustus Caesar သူတို့ကိုထိန်းချုပ်ဖို့အတွက်ဆိုလို့ရှိရင်သူတို့အကုန်လုံးစားဖို့တောက်ဖို့အတွက်ကိုပါမုတ်ကိုအခမဲ့ပေးဝေထားလိုက်တယ်တနိုင်ငံလုံးမှာရှိတဲ့စင်းရဲသားတွေအကုန်လုံးပါမုတ်ကိုအခမဲ့ပေးဝေထားလိုက်တော့ညာလေဘိုက်ဝပဲမဲ့သူတို့အချင်းချင်းစုစည်းမိလာလို့ရှိရင်နိုင်ငံရေးစကားတွေပြောလာပြီးတော့ပုံကန်စရာဖြစ်လာနိုင်တဲ့အတွက်ကြောင့်သူတို့စိတ်ကိုလွှဲထားဖို့ပျော်ရွှင်မှုတစ်ခုခုဘက်မှာဆွဲဆောင်ထားဖို့ဆိုပြီးတော့ Augustus Caesar က amphitheater တွေ stadium တွေပြီးလို့ရှိရင် gladiator queen တွေကိုလုပ်ပြီးတော့မြင်းစည်းပြိုင်ပွဲတွေစစ်တဲ့အချင်းချင်းစစ်တိုက်တဲ့အရာတွေတိရစ္ဆာန်တွေအချင်းချင်းခုတ်ဖြတ်တဲ့အရာတွေကိုပြဆက်ကြီးတွေလှုပ်ထားတဲ့အခါမှာစင်းရဲသားတွေကပါမုတ်ကိုလည်းစားရတယ်အဲ့ပျော်ရွှင်ပွဲတွေလည်းကြည့်ရတဲ့အခါမှာသူတို့နိုင်ငံရေးနဲ့ပတ်သက်တဲ့အရာတွေလည်းမေ့ပြီးတော့ပါမုတ်ကိုစားပြီးပျော်ရွှင်နေတဲ့အခါမှာ Augustus Caesar ကဒီလိုမျိုးအုပ်ချုပ်ပုံစနစ်နဲ့ပြည်သူတွေကိုအုပ်ချုပ်ရတာအရန်ကောင်းတယ်ဆိုတာသိရှိသွားတဲ့အခါမှာနောက်ပိုင်းမှာရောမ empire မှာဒီလိုမျိုးပြဆက်ယုံကြီးပါ230တိတိအထိအများကြီးဆောက်လုပ်ခဲ့ကြတယ်ပြဆက်ယုံတစ်ခုမှာလူအနည်းဆုံး4000နဲ့6000အထိဆန့်တယ်အရန်အကြီးဆိုလို့ရှိရင်တော့3သိန်းကျော်ထိဆန့်တဲ့ပြဆက်ယုံကြီးတွေလည်းရှိရင်ဒီလိုမျိုးသူကရောမကပြည်သူတွေကိုစုပေးတဲ့စနစ်နဲ့အုပ်ချုပ်တယ်လို့မျိုးပဲရောမကိုပုံကန်တယ်ဆိုလို့ရှိရင်လည်းအဲ့ပုံကန်တဲ့သူကိုကွတ်မြတ်တဲ့ဒဏ်ပေးတဲ့စနစ်နဲ့သူတို့ကအုပ်ချုပ်ခဲ့တယ်ခရစ်ယာန်ဘာသာပြန်ပွားလာပြီးတော့ယေရှုခရစ်တော်ရဲ့တမန်တော်ရှင်ပေါလုကိုရောင်မှပဲဒီသူကငါတို့နိုင်ငံကိုဘေးဒုက္ခရောက်စေမဲ့သူနာဇရိလူမျိုးတို့ရဲ့ခေါင်းဆောင်ယူဒလူမျိုးတွေကိုဥဆောင်ပြီးတော့ရောမကိုပုံကန်အောင်လုပ်မဲ့သဘုံဆိုပြီးတော့ဆွဆွဲပြီးတော့တမန်တော်ရှင်ပေါလုကိုရောမအေဂရနီရိုဘရင်ရှေ့မှာခေါ်ပြီးတော့ခေါင်းဖြတ်ပြီးတော့တတ်ခဲ့တယ်ဒါကြောင့်မလို့ရောမကစုပေးဒဏ်ပေးစနစ်နဲ့တန်နိုင်ငံအဖြစ်အုပ်စိုးခဲ့တယ်ဆိုတာကိုထင်ထင်ရှားရှားတွေ့ရှိခဲ့ရတယ်ဒါအပြင်ဒီနီရိုဘရင်လက်ထက်ကနေစပြီးတော့ခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်မှုကယာစုနှစ်ပေါင်းများစွာအထိရရဆက်ဆက်ဖြစ်ပွားခဲ့တယ်ရောမကစစ်တပ်ကိုရောပြည်သူတွေကိုရောထိန်းထားနိုင်ပေမဲ့အကယ်လို့ဒါပြည်ပကျူးကျော်ဝင်ရောက်လာတဲ့ဒဏ်တွေရှိတယ်ဒါမှမဟုတ်အစာခေါင်းပါခြင်းတွေငွေကြေးဖောင်းပွားမှုတွေရှိတယ်ပြီးလို့ရှိရင်ငလင်ဒဏ်တွေရှိတယ်ဘေးကက်ယောဂါတွေတစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒီလိုဖြစ်လာခြင်းအကြောင်းရင်းရောမထဲမှာရောမဘာသာရောမနတ်ဖျားတွေကိုးကွယ်တဲ့သူတွေမဟုတ်တဲ့ခရစ်ယာန်တွေဂျူးတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့အဲ့ခရစ်ယာန်တွေဂျူးတွေဒီရောမနတ်ဖျားတွေကိုဒေါသထွက်အောင်လုပ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးဖြစ်ရတယ်ဆိုပြီးတော့ရှင်ဘုရင်တွေကပြည်သူတွေရဲ့စိတ်ကိုလွှဲသွားခရစ်ယာန်တွေကိုလွှဲချပြီးတော့အဲ့ခရစ်ယာန်တွေခုနလူသက်ကွင်းတွေ amphitheater တွေကိုထည့်ပြီးတော့အရှင်လက်လက်ခေါင်းဖြတ်တက်တာတွေမီးရှို့တက်တာတွေကောက်ရိုးပုံမှာအရှင်လက်လက်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်တဲ့ရက်ဆက်မှုတွေကိုလုပ်ခဲ့တယ်တရိษံတရေတွေကိုတင်ပြီးတော့အနောက်ကနေမှတစ်ဆင့်မြေခွေးတွေကိုက်စေတဲ့ချင်းသေးတွေကိုက်စားစေခြင်းအပြင်ခရစ်ယာန်ပြည်သူအမြောက်များလာဆိုတော့သူတွေတိမ့်နေချပြီးတော့တိတ်ဆုံးခဲ့ကြတယ်ဒါကိုလည်းဘေးမှာရှိတဲ့ခရစ်ယာန်မဟုတ်တဲ့နတ်ဖျားကိုးကွယ်တဲ့သူတွေကလက်ခုပ်ဩဘာကိုတီးပြီးတော့ပျော်ရွှင်စွာနဲ့ဒီကောင်တွေကငါတို့နိုင်ငံမှာတပုံနေဖြစ်တယ်သူတို့တေဝါတာကောင်းတယ်ဆိုပြီးတော့ပျော်ရွှင်နဲ့ဒီရက်ဆက်စရာကြောက်မက်ဖွယ်မြင်ကွင်းကိုကြည့်ရှုခဲ့ကြတာဖြစ်တယ်ဒီလိုနဲ့ရောမအင်ပါယာကြီးကစုပေးတဲ့ဒဏ်ပေးတဲ့စနစ်နဲ့စစ်တပ်ကိုရောပြည်သူရောအုပ်စိုးထားတဲ့အပြင်တခုခုဖြစ်လာလို့ရှင်လဲဘေးဒဏ်တွေအကုန်လုံးဒီခရစ်ယာန်တွေကြောင့်ဖြစ်တယ်ဆိုတဲ့ cycle ကိုတုံးပြီးတော့ထိန်းချုပ်ခဲ့ခြင်းအပြင်ရောမအင်ပါယာကြီးကိုအချိန်အကြာကြီးဆွဲပြီးတော့ထိန်းချုပ်ခဲ့တာဖြစ်တယ်ဒီလိုနဲ့နောက်ထပ်နှစ်ပေါင်း235နှစ်ထိရောမဘုရင်အဆက်ဆက်ခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်ခြင်းဒီစနစ်နဲ့အုပ်စိုးသွားပြီးတော့ Constantine the Great လက်ထက်ကိုရောက်ရှိလာတယ်
A Great Constantine the Great လက်ထက်မှာသူကရောမရဲ့မြို့တော်ကိုအနောက်ပိုင်းကနေအရှေ့ပိုင်း Constantinople ကိုပြောင်းရွှေ့လိုက်တဲ့အခါမှာရောမကအရှေ့နဲ့အနောက်နှစ်ချမ်းကွဲတဲ့ပုံစံမျိုးလေးဖြစ်သွားပြီးတော့အနောက်ရောမက A Great နဲ့ဝေးတဲ့အခါမှာအနှဲငယ်အားရော့လာပြီးတော့သူ့ရဲ့အပေါ်မှာရှိတဲ့ဂျာမန်လူရိုင်းတွေကဝင်ရောက်တိုက်ခိုက်ပြီးတော့ရောမကိုအပိသက်လိုက်တဲ့အခါမှာအစိတ်စိတ်အပေါ်မှာပြိုကွဲသွားပြီးတော့စတုတ္ထမြောက်ရောမ A Great နိုင်ငံအနေမှာတဆင့်၅ခုမြောက်တန်တဲ့တရုတ်ရောနေတဲ့ဥရောပအဖြစ်ပေါက်ဖွားလာခဲ့တယ်။ဒါကြောင့်မလို့နောက်ထပ်အပိုင်းလေးမှာ Constantine the Great ကအနောက်ရောမနဲ့အရှေ့ဘိုင်ဇန်တင်းကိုကူးပြောင်းလိုက်ခြင်းအပြင်တန်ရောမခြေသလုံးကနှစ်ပိုင်းရှိသလိုပဲရောမကနှစ်ပိုင်းကွဲသွားပြီးတော့ဒီအပိုင်းကနေမှတဆင့်နောက်ထပ်တန်တဲ့တရုတ်ရောနေတဲ့ဥရောပအဖြစ်ပိုင်းသွားတဲ့အပိုင်းဆိုပြီးတော့19မှတ်ကူပြောင်းကာလတစ်ပိုင်းနဲ့ဥရောပအဖြစ်ပြောင်းသွားတဲ့တစ်ပိုင်းဆိုပြီးတော့နောက်ထပ်နှစ်ပိုင်းကိုဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်